လို့ချက်နေရလားဟမ်ဘာချက်တာတော့လဲဘာချက်တာလဲဘာချက်တာလဲလို့မချမ်းဘူးလားအမအင်းရတယောက်ဟိုအเจ้าကတယောက်လည်းနေမကောင်းဘူးတဲ့ဘလို့ဖြစ်တာတော့နေလည်းမကောင်းတော့ဆက်ဖြစ်ပြီး စေကန်းသွားမှာလားစေကန်းဦးစေကန်းလိုက်ပို့ပေးမယ်နော်အခုစေကန်းလိုက်ပို့ပေးမယ်လို့အဲ့ဆိုနော်ဆေးလိုက်ထိုးပေးမယ်နော်နော်ဘလို့ဖြစ်နေရနေလည်းမကောင်းလားဖြစ်ပြီးတော့ခါလည်းမချင်းဆာမူးလားမူးလားအဲ့ဆိုရင်စေကန်းပဲကြုံဖွင့်တာသိလား8 နိုင်9 နိုင်ဖွင့်တယ်ဟို9 နိုင်ထိုးရမယ်ထင်တယ်နော်အဲ့ဆိုဦးစင်းစေကန်းလိုက်ပို့ပေးမယ်နော်ဟုတ်ပြီလားဟိုကလေးကလည်းဒီတိုင်းထိုင်နေမသိဘူးဦးစင်းကဖွားတင်ဘာလို့နေမလဲမသိဘူးလို့သွားမယ်အောင်မယ်လို့မကောင်းလိုက်တာအာလာမချင်းတာအန်နာအာလာမူးလို့အာခါလည်းအသားတွေပါသတ်လို့အဲ့ဒါအဖွားတင်စေးသွားပြီးစေကန်းသွားပြရအောင်နော်ဟုတ်ပြီလားစေကန်းပြရအောင်နော်စေကန်းလိုက်ပြပေးမယ်ဦးစင်းဒါဟိုဟာခါတိုင်းလှူနေကြဒကမာကြီးကနော်မန္တလေးကလေနော်အဲ့ဒါတသိန်းလှူတာနော်အခုအစေကန်းသွားပြမယ်နော်ဦးစင်းလာတော့ခေါ်ရအောင်မလားမတော်ရပါဟမ်မတော်ရပါဘူးအသားတွေဆက်တုံနေတာအေးအသားတွေဆက်တုံတုံနေချမ်းတာထင်တယ်နော်ချမ်းတာလားမချမ်းဘူးဟုတ်လားညရောဟွာရှိလားမူးလားဒီရက်လေးပါတဲ့တော့ပြေးတော့ဘုကလေးရထားကြလို့ရလားရဦးစင်ထားခဲ့ရကဲဆေးလေးထိုးခဲ့ပြီနော်ဟုတ်လားဟောဒီမှာခေါတင်တော့ကိုလေဒီမှာဝဲလာပြီဆန်နေရောမုံနေရောနော်မုံကလည်းပါသေးတယ်မုံလည်းပါတယ်ဒါပြချီကလည်းတဲမှာဆန်နေရောခောက်ဆွဲကြောက်တွေရောစီတွေရောပါတယ်မကြိုက်တာပါလားဘာပါလဲကြိုက်တာခေါက်ကြိုက်လားဟုတ်လားခေါက်ကြိုက်တယ်မလားရောက်ခိုင်းတာရောက်ခေါက်ဆွဲရောတော့ကြိုက်ဒါတော့ရမုံတော့ဒါထမင်းချက်တာဟာနော်ကြက်လားဒါပါပြလဲထမင်းချက်တာဒါရောဒါကြိုက်လားကြိုက်တယ်အေးဟုတ်ပြီဆန်ရကောင်းနေတာကလားခေါက်တယ်မှာပြောင်းလို့ဆန်ကောင်းလေးဝယ်ပေးရကဲအမမြေဖန်းနေရအဲ့ဒါအချွေပလင်းနော်ဖတ်တယ်နော်ကြည့်လားချိုပလင်းကနည်းနည်းကြည့်တော့လားနော်ဆေးတွေလည်းတခြားတော့နော်မကောမမိလားဆေးတော့မမိလားမနေ့ကတစ်လုံးညနေတစ်လုံးနော်အကြီးရဘယ်လောက်လဲအကြီးရတစ်ရက်ကိုတစ်လုံးအေးဒါကတစ်ရက်ကို2လုံးနော်ဒါကခံလို့ရှိရင်တစ်နေ့ကို3လုံးတောက်ရမှာနော်မှတ်မိရနော်ဒါကအားစိနော်